ရီဒီကိစ္စမရှိပါဘူးတာမန်လူတယောက်ဖြစ်ရတာလဲကောင်းပါတယ်နေတိုင်းထိတ်လန့်တုန်လှုပ်နေစရာမလိုတလို့ကြောက်မက်ဖွယ်တရေတစေတွေပြန်နိုးထလာမှာကိုလည်းပူပန်နေစရာမလိုတော့ဘူးမင်းအချစ်ရေးကိုလည်းအာယုံဆိုင်နိုင်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ဈေးဝယ်ထွက်နိုင်ပြီးအသက်ကြီးရဲ့အထိအေးအေးချမ်းချမ်းနေသွားလို့ရပြီအမေရိကန်ချန်ပြောတာမှန်ပါတယ်တကယ်တော့ကျွန်မလည်းအနားယူချင်နေတာဒီလိုပဲကောင်းပါတယ်တကယ်ကိုကောင်းပါတယ်နောက်အလုပ်ကိစ္စအတွက်လည်းအများကြီးမပူပါနဲ့ဌာနမှာအရက်ပက်ရာထူးတွေအတွက်နေရာချထားပေးတဲ့မူဝါဒတွေရှိပါတယ်အလုပ်သမားရေးရာဌာနနဲ့ကျမသွားရောက်ညှိနှိုင်းပြီးမင်းအတွက်နေရာတစ်ခုရအောင်အတက်နိုင်ဆုံးစ조사ပေးပါမယ်ကျေးဇူးတင်ပါတယ်အမချန်ဒုက္ခပေးမိပြီမစ္စတာလင်လာအော်အိပ်ပျော်သွားပြီပဲဟုတ်သားပဲနေခင်းကတလောကလုံးပွက်ပွက်ညံသွားတာတောင် तू မနိုးဘူး तू စကားမပြောသေးရွေးတော့ तू မရှိတယ်လို့ပဲသဘောထားလိုက်မယ်တော်ပြားတာပဲအာရှင်ဘာလို့တာလဲဘာလို့ဒီလိုလုပ်ရတာလဲစောစောကမင်းမဲငါ့ကိုခေါ်နေတာလေဒါပေမဲ့လည်းခိုးမကြည့်ရဘူးလေနာကပဲတောင်းပန်ပြီးခိုးကြည့်နေရတယ်လို့ပဲဒါနဲ့မင်းရဲ့အသားနဲ့အောင်စလောက်ကိုကြည့်ရတာဘာဆန်းလို့လဲရှင်ကဲပါသွားတက်လိုက်တော့ငါဆက်အိတ်တော့မယ်နောက်ဆုံးအနေနဲ့ထက်တတိပေးပါရစေကိစ္စမရှိရင်ငါ့ကိုမခေါ်နဲ့စုပ်ပဲတဲ့လင်းယူအဖိုးကြီးအိုစာမင်းစာငါနောက်ကြရင်ဘလို့လုပ်ရပါမလဲကြားပြီးပြီလားရွှေရည်တော့သွားပြီးသူ့ရဲ့တရေမျက်လုံးပျောက်သွားပြီးတာမန်လူလုံးဝဖြစ်သွားပြီးကြောက်မက်ဖွယ်တရေမရှိတော့သူကအခုငါထက်တောင်မတာတော့ဘူးဟိုဒါငါတို့ရဲ့ပါရမီရှင်ကြီးမဟုတ်လားတာမန်လူဖြစ်သွားပြီဆိုတော့နောက်ကြရင်ဘလို့နေထိုင်မလဲကိုကြီးနောက်ပဲလိုက်ခဲ့ပါလားဖဲစမ်းမင်းကိုအထင်ကြီးလို့အခွင့်ရေးပေးနေတာမျက်နှာပေးရင်အသက်ပါမရှူခြင်းနဲ့သူ့ကိုကန်ထုတ်လိုက်သည်ကျမမှာတရေမျက်လုံးမရှိတော့တာဟုတ်ပေမဲ့လက်ချေတွေကျိုးသွားတာမဟုတ်ဘူးကောင်မမင်းကငါ့ကိုပြန်ချရဲတယ်ပေါ့မင်းတည်ချင်နေပြီပဲကြောက်လီမင်းတည်ချင်လို့လားရီရီရဲ့အမွှေးတပင်ကိုတောင်ထိရရင်မင်းကိုငါဧကံမှုချတတ်မယ်ကောင်းပြီလေခြံထောင်းမင်းတို့ကိုအခုတော့ကာကွယ်နိုင်ဦးမယ်ဒါပေမဲ့တစ်သက်လုံးကာကွယ်နိုင်မလားမင်းရဲ့တရေဆံပင်တွေပြန်လို့ထားဖို့မဝေးတော့ဘူးမဟုတ်လားမင်းတည်သွားတဲ့အခါဒီကောင်မလေးပဲပြေးဖို့မလဲဆိုတာငါစောင့်ကြည့်ဦးမယ်အမချန်ထားလိုက်ပါတော့ရင်ကောင်တကောင်ကိုမောင်းထုတ်ဖို့အတွက်နဲ့တရေပြန်လို့ထားမှုကိုအချိန်မြင့်ရတာမတန်ပါဘူးရီရီကြောက်လီကခွေးယူတကောင်လိုပဲမင်းကအိမ်မှာပဲလာနေပါလားမလိုပါဘူးအမချန်ကျမကြောင်းပြန်တက်ဖို့စိတ်ကူးထားတယ်ပွဲရလို့အလုပ်ကောင်းကောင်းရရင်အမကိုထမင်းပြန်ကျွေးပါမယ်ကိုဂယူးဆိုင်ပါစောစောကငါ့ကိုဘာလို့မခေါ်တာလဲအဲ့ဒီလိုအမိုက်မျိုးကိုငါတစ်ချက်ကြည့်ုံနဲ့ပြဖြစ်အောင်လုပ်ပြလို့ရတယ်မစ္စတာလင်ရှင်နိုးလာပြီပဲအမချန်ကကျမကိုကဲဖို့သူ့ရဲ့တရေစွမ်းအားတွေကိုတုံးခဲ့ရတာကျမသူ့ကိုဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်ဘူးအဲ့ဒီအမိုက်ပြောတာတခုတော့မှန်တယ်မင်းရဲ့အမချန်ကသူ့ရဲ့တရေနယ်ပယ်ကိုနောက်ထပ်2ကြိမ်ပဲတုံးလို့ရတော့မယ်ပြီးရင်တော့လုံးဝတရေပြန်ဖြစ်သွားလိမ့်မယ်သူအသက်ရှင်ဖို့ရက်များကြီးမကြံတော့ဘူးဘာလဲမစ္စတာလင်အမချန်ကိုကဲပေးဖို့တောင်းပန်ပါတယ်ရှင်ကတရေမျက်လုံးကိုတောင်ထုတ်ပေးနိုင်တာပဲနေလက်ရှိမှာတေချာပါတယ်ဟုတ်တယ်မလားနေလန်းတော့ရှိပါတယ်ဒါပေမဲ့မင်းတစ်ခုခုနဲ့ပြန်လဲရမယ်ရှင်ဘာလို့ခြင်းလို့လဲလွယ်လွယ်လေးပါမင်းရဲ့ခန္ဓာကိုယ်ကိုငါ့ကိုတရက်လောက်ငါပေး